ဘွဲကို4500နေစတယ်ပင်လယ်စာတစ်ပြုံးနဲ့ပူဆက်မွေးခောက်ဆွဲဒီခေါက်မှာတော့မိုးလေးအေးနေချင်းဆိုလို့ရှိရင်သွားစားလို့အသင့်တော်ဆုံးဂျာရစ်ပူဆက်မွေးခောက်ဆွဲတာကျွန်တော်ခေါ်တာခောက်ဆွဲနာမည်တမ်းမယ်ပူမယ်ဆက်မယ်မွေးမယ်ပင်လယ်စာအစုံနဲ့တပွဲမှာဘာတွေပါလဲဆိုရင်ဂုံးပါပစုံပါမယ်ပြောလို့ရှိရင်ကင်းမွန်နဲ့ရေပွဲတွေပါတယ်နောက်ဆုံးမှာတော့ရေခူလေးအပေါ်ကအုပ်ပေးရငါကိုစားခြင်းတဲ့ပုံစံတိုင်းပင်လယ်စာကို2မျိုးရော3မျိုးရော4မျိုးရောပြောလို့ရှိရင်ပင်လယ်စာအစုံနဲ့ဆိုပြီးစားလို့ရတယ်ခောက်ဆွဲကိုအရေးရတုတ်ရ2မျိုးရတယ်လိုမျိုးမိုးအေးနေတဲ့အချိန်ဆိုလို့ရှိရင်တမယာတီးလေးညှစ်ပြီးပူပူဆက်ဆက်နဲ့ပွင့်ထွက်သွားမယ်ခောက်ဆွဲမျိုးဆိုင်ကအင်ဆိုင်လေးဆိုပေမဲ့သူတို့ရဲ့ကိုယ်ပိုင် recipe နဲ့ချက်ပေးရဒီပဲဆက်ဆက်အတုပ်ပဲဆက်ဆက်သူတို့ရဲ့ homemade sauce လေးနဲ့လုပ်ပေးရပင်လယ်စာတွေဆိုလို့ရှိရင်လည်းလက်ဆက်ဆက်နဲ့ထားတာပြီးတော့ပင်လယ်စာနဲ့စားနေရပေမဲ့အနှမ်းထွက်နေရမျိုးမရှိဘူးခောက်ဆွဲပဲတော့သူတို့စီမှာစံဖွဲတစ်မျိုးပဲရတယ်နောက်ပြီးအဆက်ပြေတောက်ဖို့လည်းသူတို့စီမှာအသီးဖြော်ရည်ပလင်းလေးလည်းရတယ်ပြောဖို့မိတော့မလို့သူတို့စီမှာဝက်ခောက်ကြော်တုတ်လည်းရတယ်အေးဝက်ခောက်ကြော်သူတို့ရဲ့ဟင်းရည်တွေမှာစိတ်ပြီးစားတာရတာရှိတယ်ဒါတော့ဆိုင်မရရဲ့မီနူးနဲ့ဈေးနှုန်းလေးတွေပါအန်လိပ်စာတော့ကြီးမြင့်နိုင်ညာဈေးနာဥကြုံဖို့အထက်လမ်းမှာရှိပါခင်ဗျာ